ဒီဆိုင်မှာကြော်စင်ရှိလားကြော်စဉ်မရှိပါဘူးဘယ်ကကြော်စဉ်ခမရကူလာတာဘာကိစ္စလိုရင်းကိုပြောဟောဟိုကငါတက်တူးထိုးရင် တလူလူရရလေဘာပုံထုံးပါလဲဒီမှာငါမပါတယ်ဒီမှာကွာဒီပုံလေးထိုးရင်ဩဇီကွက်ပုံလေးရရလေဗမာထုံးပါဟဲ့ဗျာကိုဗျာကိုဟုတ်ဘူးဘာဖြစ်ဟုတ်ကိုကြီးဒီမှာကာစတမာတလူထုံးပဲပြောနေတာဒီပေါ့ဟုတ်တယ်ခိုးကောင်းနေနဲ့မထိုးတိုင်းဘူးဆိုတာဟောဟိုကငါညီစိတ်တိုင်းမကြမှာဆိုတော့ဟောတတူးရအများကြီးထိုးတာပဲနော်ဟုတ်တယ်လေဟောအရင်မဒီမှာလည်းရှိတာလားရှိတယ်ဘာလို့လဲဟောမပုံကြည့်တာလားနောက်မှကြည့်ဟောလေးဟိုရင်ဘက်ထိုးတာလေနာလိုက်ဟောခဏလေးထိုးရတယ်ဗျာဟိုကဒီနားလေးရလေဘာလို့လဲဟုတ်နာလားလို့နားတယ်အကုန်နားတယ်ဟောပုံပြအုတ်ထားဟုတ်ပါဘူးဟောပူရနော်မပူလားပူတော့ပူတာပေါ့ဟောအင်းချွတ်ထားပါလားမချွတ်ပါဘူးဘာလို့ချွတ်အောင်မလဲဟောပူမှဆိုလို့မပူရတယ်ဟောဟုတ်ပါတတူးထိုးရဆိုတာလေတချို့ကဟိုဇိုးလောက်ချင်လို့ထိုးကြတာတချို့ကတော့ဝါသနာရအောင်ဟောဇိုးဆိုမှလေဟိုအမမောင်လေးရတယ်ဟောအခုမောင်လေးမဟုတ်အခုညီလေးရလေဟိုကသူလည်းဇိုးဝယ်ပြီလားဟိုသူကဇိုးအောင်မဟိုဇိုးမဟုတ်သူကစူပါဇိုးတဲ့ဟာမဖြစ်နိုင်တာစူပါဇိုးကကျွန်တော်ဗျဟုတ်လို့လားဟုတ်တာဗောသူပြောတာစူပါဇိုးကသူပါတဲ့စူပါဇိုးဆိုတာကျွန်တော်တယောက်ပဲရှိတယ်မှတ်ထားငါလေသူကစူပါဇိုးလားနင်ကစူပါဇိုးလားဒါပေမဲ့သူပြောတော့သူကစူပါဇိုးတဲ့ဟုတ်လားဟုတ်တယ်ကဲဟုတ်ပြီအဲ့ဒါဆိုခင်ဗျားညီကစူပါဇိုးလားကျွန်တော်ကစူပါဇိုးလားသိအောင်ခင်ဗျာအခုပဲပွဲတည်ပေးလိုက်လေ你对家人喏？စူပါဇိုးလောကမှာတစိုးပဲရှိတယ်ကွာအဲ့ဒါငါပဲမမောင်တန်နော်ဟာဘာဖြစ်လို့你ဖြစ်မှာမလားငါစမ်းပါဒီတခွင်မှာစူပါဇိုးပေါ်လာခဲ့အဲ့ဒီကောင်ငါဘယ်လိုဖြုတ်မလဲဆိုတာမင်းတို့နှစ်ကောင်စောင့်ကြည့်လိုက်ဘာလို့မင်းချုံပြီးသားလဲတုံးနေတာပြုံးနေစရာဒီကောင်ကဘာလို့လာကြည့်ကိုကြီးဒီကောင်ဘာလာကြည့်ဘာကောင်လဲဒီမလေးဘာလဲငါစူပါဇိုးရဲ့ဟဲ့ဘာရောစူပါဇိုးကငါကွာငါလေနင်းကစူပါဇိုးလားငါစူပါဇိုးလားသိအောင်လိုက်လာပဲအဲ့တော့မင်းကဘာဖြစ်ချင်တာလဲဘာဖြစ်ချင်လဲဆိုတော့နင်းနဲ့ငါလေဘသူကစူပါဇိုးအစ်စ်လဲသိအောင်ခုပဲထိတ်တဲ့ရင်ဆိုင်လိုက်မယ်အဲ့ဒါကိုကြိုက်တာ3-1ပေးဟာဟဲ့အောင်လေ3-1ဆိုမှတော့ထောက်လိုက်တော့ကွာဆိုတာ ဆိုလည်းရှိ
တော့ဆုပ်ဆုပ် I got surprise. မြားတော့ဆုပ်ဆုပ်ဟာရုံးနေလေ bro ဘာလို့လဲလာလေနင်းရလေမင်းတို့ရှိမှာတော့ဒီလိုဖြစ်နေလေဘုံကကောင်းဝင်တော့ပါပဲအာရေးကြည့်တာကောင်းနေကွာဝါတော့ ဟာဒီကောင်ကငါရှုံးရတယ်လို့ကွာ ပြောတော့သူ့ကိုယ်သူစူပါဇိုးတဲ့ယွန်းတာထွေး ရှုံးတော့ရှုံးပဲစူပါဆိုးကံမိန်းမှာစုငွေ350ကျပ်တိတိကိုပေးရသွားမယ်ဆိုတာသိပြီးပြီလား grand prize က9သိန်းစု6စုအပတ်စဉ်3သိန်းစုအယောက်20တိတိကိုပေးရတော့မှာပဲဖြစ်ပါတယ်ကမ်ပိန်းကာလကတော့အောက်တိုဘာ10ရက်ကနေပြီးတော့အောက်တိုဘာ29ရက်ကြီးကျင်းပသွားမှာပဲဖြစ်ပါတယ် ဒါကြောင့်မို့စူပါဇိုးနဲ့ကမ်ပိန်းမှာပါဝင်ပြီးစုငွေချက်များတော့ရယူသိပြင်ထားတယ်